ဇလန်းအစမှာတော့လူတယောက်ဟာလေဘင်းကသူ့ရဲ့လေဘက်ကိုဖြုတ်လိုက်တာနဲ့ရက်ဆက်ကြမ်းကြုတ်လာတဲ့လူသက်သမားကြီးတအုပ်လိုပြောင်းလဲသွားပါတယ်။သူ့အမည်ကတော့ဒန်နီပဲဖြစ်ပြီးသူဟာတိုက်ခိုက်ရေးပိုင်းမှာအလွန်ကျွမ်းကျင်တဲ့သူတအုပ်လေးဖြစ်ပါတယ်။လူမိုက်အုပ်စုတစ်ခုလုံးကိုအချိန်တိုလေးအတွင်းမှာမှောက်သိမ်းနိုင်စွမ်းရှိသူဖြစ်ပြီးဘတ်လူအမည်ရတဲ့မာဖီးယားဂိုင်းကောင်းဆောင်ကသူ့ရဲ့သခင်ပဲဖြစ်ပါတယ်။ဘတ်ဟာသူ့ကျွေးတွေကိုလိုက်သိမ်းတဲ့အခါမှာဂလန်ကစန်လုတ်တဲ့သူနဲ့တွေ့ရင်ဒန်နီကိုအသုံးချပြီးပညာပေးတတ်ပါတယ်။ဒန်နီကိုငယ်စဉ်ကလေးကခွေးတကောင်လိုမွေးမြူခဲ့တာဖြစ်ပြီးသခင်ဖြစ်သူရဲ့အခန်းအောက်ထက်ကတန်လောင်အိမ်လေးတစ်ခုမှာထားခဲ့တာပါ။သူအားလည်းချိန်တိုင်းမှာတိုက်ခိုက်ရေးလေ့ကျင့်နေတတ်ပြီးသူ့စီမှာသူအရန်နှစ်သက်တဲ့စာအုပ်လေးတအုပ်လည်းရှိပါတယ်။သူကစာတွေကိုဖတ်မတတ်ပေမဲ့အဲ့ဒီစာအုပ်ထဲကပီယာနိုပုံလေးကိုအတော်လေးသဘောကျနေမိတာဖြစ်ပါတယ်။နောက်ရက်တွေမှာတော့အကျွေးသွားတောင်းခဲ့ကြပြန်ပြီးတစ်ဖက်လူတွေကဒန်နီကိုလဲပတ်ဖြုတ်ပေးလိုက်ရင်သူတို့အစော်ခံရမှာကိုကြိုသိနေတာကြောင့်ဘက်ကိုဝိုင်းချုပ်ပြီးရိုက်နှက်နေကြပါတယ်။လဲပတ်မဖြုတ်ပေးတာကြောင့်ဒန်နီလည်းခံစားချက်မဲ့တဲ့ဆက်ရုပ်တစ်ကောင်လိုသူ့သခင်ရဲ့ရိုက်ခံနေရတာကိုရက်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာဘက်ကပြန်လဲခုခံတိုက်ခိုက်ပြီးဒန်နီရဲ့လဲပတ်ကိုသွားဖြုတ်ပေးလိုက်နိုင်ပါတယ်။ဒန်နီရဲ့လဲပတ်ပြုတ်သွားတာနဲ့ရန်သူတွေစီကိုတဟုန်ထိုးဝင်ရောက်တိုက်ခိုက်ပစ်လိုက်ပြီးတခဏအတွင်းမှာပဲအားလုံးကိုအမှောက်သိပ်လိုက်ပါတယ်။သူ့ရဲ့လင်မြန်တဲ့တိုက်ကွက်တွေကိုဘယ်သူမှပြန်လဲမတုံ့ပြန်နိုင်ခဲ့ပါဘူး။ပြန်ထွက်လာတဲ့အချိန်မှာတော့ဘက်ကသူ့ကိုဝိုင်းရိုက်နေကြတာကိုဒီတိုင်းရက်ကြည့်နေခဲ့တဲ့ဒန်နီကိုကျိမ်းမောင်းနေခဲ့ပေမဲ့သူကတော့ဘာမှပြန်မပြောဘဲဒီတိုင်းခေါင်းငုံခံနေပါတယ်။သူတို့ကနောက်တစ်ချိန်ထပ်ပြီးအကျွေးသွားတောင်းရမယ်နေရာတစ်ခုကိုရောက်သွားကြပြီးဘက်ကသူရင်ဝင်သွားပြီးအေးအေးဆေးဆေးစကားရင်ပြောမယ်လို့ဆိုပါတယ်။အခြေအနေမကောင်းခဲ့ရင်တော့လှမ်းပြီးအချက်ပေးလိုက်မယ်လို့ဆိုကမီးလုံးလေးတစ်လုံးကိုချိတ်ဆွဲပေးသွားပါတယ်။ပြီးတော့ဒန်နီကိုဘဲမှမသွားပဲမီးလုံးကိုပဲကြည့်နေဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒန်နီကအနီးမှာရှိတဲ့ပီယာနိုတစ်ခုကိုမြင်တွေ့မိသွားပြီးစိတ်ဝင်စားဖြစ်သွားခဲ့ပါတယ်။ပြီးတော့သူဟာအဲ့ဒီအနားကိုသွားခဲ့ပြီးပီယာနိုကိုဆန်းနှိပ်ကြည့်လိုက်မိပါတယ်။တိတ်မကြခင်မှာဆမ်လို့အမိရတဲ့လူတစ်ယောက်ရောက်လာခဲ့ပြီးအဲ့ဒီလူဟာမျက်မြင်မြင်တစ်ယောက်ဖြစ်ပါတယ်။သူဟာပီယာနိုပြင်သမားတစ်ယောက်ဖြစ်နေပြီးပီယာနိုကိုတီးတဲ့အခါမှာလေဒန်နီလည်းစိတ်ဝင်စားနေကြည့်နေမိပါတယ်။ဆမ်ကဒန်နီကိုသူ့နားမှာလာထိုင်မှုခေါ်လိုက်ပြီးသူလည်းဆမ်ဟာအငြင်းရှိပုံမပေါ်တာကြောင့်အနီးမှာသွားထိုင်လိုက်ပါတယ်။အဲဒီနောက်ဆမ်ကဒန်နီကိုအကူအညီတောင်းပြီးပီယာနိုကိုစတင်ပြင်ဆင်ပါတယ်။ဒန်နီလည်းပီယာနိုတန်ကြားရတာကိုအလွန်နှစ်သက်နေပြီးပျော်ရွှင်နေခဲ့ပါတယ်။သူတို့နှစ်ဦးဟာအချိန်တိုအတွင်းမှာခင်မင်ရင်းနှီးသွားကြပြီးစကားလက်ဆောင်ကြနေကြပါတယ်။တိတ်မကြခင်မှာဆမ်ကအတန်တစ်ခုခုကြားတယ်လို့ပဲဆိုပြီးပြောလိုက်တာကြောင့်ဒန်နီသူ့ရဲ့အချက်ပြမီးကိုကြည့်တဲ့အခါမှာမီနီလင်းနေတာကိုမြင်လိုက်ရပါတယ်။ဒန်နီကအထဲကိုအမြန်ပြေးဝင်သွားတဲ့အခါမှာတော့ဘက်နဲ့သူ့တပည့်တွေစပယ်ရှယ်အကျွေးခံနေရတာကိုမြင်လိုက်ရပါတယ်။ပြန်လာတဲ့အချိန်မှာတော့ဘက်ကဒန်နီကိုအချိန်တော်ကြာစူပူကျိမ်းမောင်းနေခဲ့ပြီးမှတန်လောင်အိမ်ထဲကိုထည့်ထားလိုက်ပါတယ်။အဲဒီအချိန်မှာပဲလူတယောက်ဘက်စီကိုရောက်လာခဲ့ပြီးသူ့မှာအချီကြီးပွားပေါက်တိုးမဲ့အကြံတစ်ခုရှိတယ်လို့ပြောလာပါတယ်။ငွေရမယ်ဆိုတာကြောင့်ဘက်လည်းစိတ်ဝင်စားမိသွားပြီးအဲဒီလူနဲ့အတူလိုက်သွားခဲ့ပါတယ်။သူတို့ဟာမြေအောက်ကျိုးဝိုင်းတစ်ခုကိုရောက်သွားကြတာဖြစ်ပြီးဒန်နီယာတန်မာထွားချိုင်းလာတဲ့လူဘလူးကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။အဲဒီလူတန်ကြီးကနိုင်ပွဲပေါင်း15ပွဲတိတိဇက်တိုက်အနိုင်ရထားတာဖြစ်ပြီးဒန်နီသာအဲဒီလူကိုအနိုင်တိုက်နိုင်ခဲ့မယ်ဆိုရင်ဘက်ဟာငွေများစွာကိုစုငွေရရှိမှာပါ။ဘက်ကဒန်နီရဲ့လေဘက်ကိုဖြုတ်ပေးလိုက်တဲ့အခါမှာတော့ဒန်နီကိုရင်းကလူသက်သမားဝိညာဉ်ကနိုးထလာခဲ့ပြီပဲဖြစ်ပါတယ်။သူကျိုးဝိုင်းထဲကိုဖြည်းဖြည်းချင်းရှောက်ဝင်သွားပြီးရန်သူလေဘင်းကိုအဆက်မပြတ်ထိုးသွင်းလိုက်တဲ့အခါမှာတော့လူဘလူးကြီးကဘာတိုက်ခိုက်မှုမှမလုပ်လိုက်ရပဲလဲကျသေးဆုံးသွားပါတော့တယ်။ဗလေဝမ်တာအာရနဲ့စုငွေများစွာပိုက်ပြီးပြန်လာခဲ့ရပါတယ်။ပြန်လာနေစဉ်မှာဘက်ကဒန်နီကိုဘာလိုချင်လဲလို့မေးတဲ့အခါသူကပီယာနိုတစ်လုံးရချင်တယ်လို့ပြန်ဖြေလိုက်ပါတယ်။ဘက်ကစားတောက်ပွဲကြီးတွေမိန်းမတွေကိုမလိုချင်ဘူးလားလို့မေးခဲ့ပြန်ပြီးဒန်နီကတော့သူပီယာနိုပဲလိုချင်တယ်လို့ဆိုနေပါတယ်။ရုတ်တရက်ဆိုသလိုပဲကုန်နေကားကြီးတစ်စီးဟာသူတို့ကိုအရှိန်နဲ့ဝင်တိုက်တာကိုခံလိုက်ရပြီးအဲဒီနောက်မှာတော့အနက်ရောင်ဝစ်စုံတဲ့လူတွေကကားပေါ်ကနေဆင်းလာကသူတို့ကားကိုစကားပေါက်ဖြစ်အောင်ဝိုင်းပစ်ကြပါတော့တယ်။ဒန်နီပြန်သတိရလာချိန်မှာတော့သူတဦးတည်းအသက်ရှင်ကျန်ရစ်တာကိုသိလိုက်ရပါတယ်။ဆမ်ဟာသူ့အိမ်မှာပီယာနိုပြင်နေစင်မှာပဲဒန်နီတယောက်ဒဏ်ရာတွေနဲ့ရောက်လာခဲ့ပြီးသူ့ရှိမှသတိမေ့လဲကျသွားတာကိုသိလိုက်ရပါတယ်။ဒန်နီနောက်တစ်ခါပြန်သတိရလာချိန်မှာသူဟာကရင်တစ်လုံးပေါ်ရောက်နေပြီးရုတ်တရက်ထိတ်လန့်နေမိပါတယ်။သူရဲ့ဝတ်စားတွေလည်းညာအိတ်ဝတ်စုံနဲ့လဲလှယ်ပေးထားတာကိုသတိထားမိလိုက်ပြီးအဲဒီချိန်မှာပဲသူခန်းထဲကိုတစုံတယောက်ဝင်လာတဲ့အတန်ကိုကြားလိုက်ရပါတယ်။သူကကြောက်ရွံ့စွာနဲ့ကရင်အောက်မှာဝင်ပုန်းနေခဲ့ပြီးအမှန်တော့ဆမ်ကစားတောက်ဖွယ်ရတဲ့ယူလာပေးခဲ့တာဖြစ်နေပါတယ်။ဆမ်ကဒန်နီကရင်အောက်မှာပုန်းနေမှန်းသိပေမဲ့အစားအစာပကံကိုအဲ့ဒီမှာပဲချပေးထားခဲ့ပြီးပြန်ထွက်သွားပေးခဲ့ပါတယ်
အဲဒီနောက်မှာတော့ဒန်နီယာအခန်းထဲကထွက်လာခဲ့ပြီးအဲခန်းကဆမ်ရဲ့ပီယာနိုတီးတံကိုတိတ်တိတ်ဆိတ်နားထောင်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲဆမ်ရဲ့သမီးဖြစ်တဲ့ဗစ်တိုးရီးယားပြန်ရောက်လာခဲ့ပြီးဒန်နီကိုနှုတ်ဆက်လိုက်ပါတယ်။ဒန်နီကအလန်တကြားနဲ့အခန်းတွင်းကိုပြန်ပြေးဝင်သွားပြီးသူမကဖခင်ကိုဒန်နီယာဘလိုလူတယောက်လဲလို့မေးလိုက်ပါတယ်။ဆမ်ကလည်းဒန်နီယာပီယာနိုကြိုက်တာကလွှဲရင်ကျန်တဲ့အကြောင်းတွေတော့သူတခုမှမသိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။သူမကဒန်နီရဲ့အခန်းထဲကိုဝင်သွားတဲ့အခါမှာတော့ဒန်နီဂရင်ရောက်မှပုံနေတာကိုမြင်လိုက်ရပါတော့တယ်။သူမကဒန်နီနဲ့စကားနှင်းငယ်ပြောပြီးနောက်ညစာဆင်းစားဖို့ခေါ်လိုက်ပြီးသူမအခန်းထဲကအရင်ထွက်သွားလိုက်ပါတယ်။ဆမ်နိုသားဖညစာစားဖို့ပြင်ဆင်နေစဉ်မှာဒန်နီလည်းကြောက်စိတ်တွေလျော့ပါလာခဲ့ပြီးဖြစ်တာကြောင့်သူတို့စီကိုဆင်းလာခဲ့ပါတယ်။ဆမ်ကညစာအတူစားသုံးဖို့ခေါ်လိုက်ပြီးပျောက်ကင်းစဖြစ်နေပြီဖြစ်တဲ့ဒန်ယာကိုကြည့်ရှုပါတယ်။အဲဒီနောက်မှာဒန်နီရဲ့လက်ပတ်အကြောင်းကိုမေးမြန်းခဲ့ပြီးဘာကြောင့်တခါမှမချွတ်ထားရတာလဲလို့မေးလိုက်ပါတယ်။ဒန်နီကလက်ပတ်အကြောင်းမေးတဲ့အခါမှာအလန်တကြားနဲ့ဖြစ်နေတာကိုမြင်ရပါတယ်။ဆမ်ကမကြောက်ပါနဲ့ငါမချွတ်ပြပါဘူး။ငါငယ်ကလေးကောင်းဝိုင်အုပ်ထုပ်ကိုအဲ့လိုပဲမချွတ်တန်းစောင်းထားခဲ့ဘူးလားပဲလို့ပြန်ပြောလိုက်ပါတယ်။နောက်တရက်မှာဗစ်တိုးရီးယားကိုဆန်နဲ့အတူကြောင်းလိုက်ပို့ပေးခဲ့ပြီးသူမကဒန်နီကိုနမ်းပြီးနှုတ်ဆက်လိုက်ပါတယ်။ဆမ်ကဘလို့ခံစားလိုက်ရလဲလို့မေးလိုက်ပြီးဒန်နီကစိုးသွားတယ်ပြီးတော့နှွေးသွားတယ်လို့ပြန်ဖြေလိုက်ပါတယ်။ဆမ်ဟာဒန်နီကိုဈေးကိုခေါ်သွားခဲ့ပြီးတစ်သီးတွေနဲ့ပေါင်မုံရွေးနီတင်ပေးနေခဲ့ပါတယ်။အိမ်ကိုပြန်ရောက်တဲ့အခါမှာလည်းဒန်နီနဲ့အတူချက်ပြုတ်ခဲ့ကြပြီးဒန်နီကနိုင်ရန်တစ်ခုမှကတ်ထားတဲ့ဓာတ်ပုံတစ်ပုံကိုမြင်တွေ့သွားခဲ့ပါတယ်။ဆမ်ကအဲ့ဒီပုံတွေကကလေးရဗစ်တိုးရီးယားပဲဖြစ်ကြောင်းနဲ့သူမရဲ့မိဘတွေဟာမတော်တဆမှုတစ်ခုနဲ့တည်ဆုံသွားခဲ့ပြီးနောက်ဆမ်ကပဲသူ့ကိုမွေးစားခဲ့တာလို့ပြောပြပါတယ်။ညနေချိန်မှာတော့ဒန်နီကကြောင်းရှိမှစောင့်နေခဲ့ပြီးဆမ်ကသူ့ကိုလာကြိုခိုင်းတယ်လို့ပြောပါတယ်။သူမကလည်းဒန်နီကိုရေခဲမုတ်ဆိုင်ကိုခေါ်သွားကဝဲကျွေးခဲ့ပြီးဒန်နီအတွက်တော့ဘဝမှာပထမဦးဆုံးအကြိမ်ရေခဲမုတ်စားဘူးခြင်းပါပဲ။အိမ်ကိုပြန်ရောက်တဲ့အခါမှာဒန်နီကိုပီယာနိုသင်ပေးခဲ့ပြီးသူတို့နှစ်ဦးအတူတူပီယာနိုတီးနေခဲ့ပါတယ်။ဒန်နီအတွက်တော့ဒီအိမ်ကိုရောက်မှလူတစ်ယောက်လိုနေထိုင်ရတာဖြစ်ပြီးပျော်ရွှင်မဆုံးဖြစ်နေခဲ့ရပါတယ်။ဒီနေ့မှာတော့ဒန်နီအခန်းထဲမှာရှိနေစဉ်ဗစ်တိုးရီးယားဝင်လာခဲ့ပြီးအခုချိန်မှာဒန်နီယာဘဝတစ်ခုကိုရရှိခဲ့ပြီးဖြစ်တာကြောင့်လေပတ်ကြီးကိုချွတ်ပစ်လိုက်တင်ပြီလို့ပြောလိုက်ပါတယ်။ဒန်နီကအလွန်ထိတ်လန့်နေခဲ့ပေမဲ့သူမကိုယုံကြည်စိတ်ချတာကြောင့်လေပတ်ကိုဖြုတ်ခွင့်ပေးလိုက်ပါတယ်။သူမကထိတ်လန့်နေတဲ့ဒန်နီကိုအနမ်းလေးနဲ့နှစ်သိမ့်ပေးရပါတယ်။နောက်ရက်မှာတော့ဆမ်နဲ့အတူအလုပ်ကူလုပ်ပေးနေခဲ့ပြီးဆမ်ကတိတ်မကြခင်မှာဗစ်တိုးရီးယားကျောင်းပြီးသွားခဲ့ရင်သူတို့နယူးယောက်မြို့ကိုပြန်ရမယ်လို့ပြောပါတယ်။ပြီးတော့ဒန်နီယာလည်းသူတို့မိသားစုဝင်တယောက်လိုဖြစ်နေခဲ့ပြီးမို့အတူလိုက်ပါစီလိုကြောင်းပြောပါတယ်။ဒန်နီလည်းသူ့ကိုမိသားစုဝင်တအူးအဖြစ်လက်ခံပေးတာကိုဝမ်းသာစွာနဲ့ချက်ချင်းလက်ခံလိုက်ပါတယ်။အလုပ်ပြီးတဲ့အခါမှာတော့ဆမ်ကဒန်နီကိုလှုပ်အားကခွဲဝေပေးခဲ့ပြီးလိုချင်တာဝင်နိုင်တယ်လို့ပြောလိုက်ပါတယ်။ဒန်နီလည်းဈေးဆိုင်တစ်ခုကိုသွားခဲ့ပြီးသူကြိုက်နှစ်သက်တဲ့အုတ်ထုပ်တစ်လုံးကိုဝယ်သွားခဲ့ပါတယ်။ဆိုင်ထဲကထွက်လာတဲ့အချိန်မှာတော့လူတစ်ယောက်နဲ့တိုက်မိခဲ့ပြီးအဲ့ဒီလူဟာဘက်ရဲ့တပည့်တအူးဖြစ်နေခဲ့တာကြောင့်ဒန်နီထိတ်လန့်သွားခဲ့ရပါတယ်။အဲ့ဒီလူကဘက်ကမင်းကိုအယမ်းစိတ်ပူနေတယ်လို့ပြောပြီးဒန်နီကဘက်တီးဆုံးသွားခဲ့ပြီဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒီလူကဘက်မတီးသေးပါဘူး။မင်းကိုတွေ့ရင်အယမ်းဝမ်းသာနေမှာပဲလို့ဆိုကဒန်နီကိုပြန်ခေါ်သွားပါတော့တယ်။ဘက်ကသူတေကာနီးဖြစ်နေခဲ့ပေမဲ့ကံကောင်းပြီးအသက်ရှင်နိုင်ခဲ့တယ်လို့ပြောပြပါတယ်။ဒန်နီကသူ့အမေအကြောင်းကိုတည်သလားလို့မေးလိုက်ပြီးဘက်ကသူမသိတဲ့အကြောင်းနဲ့ဒန်နီကိုတွေ့ခဲ့စဉ်ကတေလူမျိုးပါအခြေအနေနဲ့လမ်းဘေးမှာလဲကျနေခဲ့တယ်လို့ပြောပါတယ်။အဲဒီနောက်ဘက်ကဘာကြောင့်အခုမှဒီအကြောင်းတွေစိတ်ဝင်စားလာရတာလဲ။ဒီကြားထဲမှာဘသူတွေနဲ့တွေ့ခဲ့လဲဆိုပြီးမေးလိုက်ပါတယ်။ဒန်နီကတော့ဘသူနဲ့မှမတွေ့ခဲ့ပါဘူးဆိုပြီးလိန်ပြောလိုက်ပြီးဒိတ်မကြခင်မှာပဲသူ့ကိုတိုက်ခိုက်စီဖို့ခေါ်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့လေပတ်ကိုချုပ်ပေးလိုက်ပြီးတက်ကွင်းထဲကိုဝင်သွားဖို့ပြောပေမဲ့ဒန်နီကသူဘသူနဲ့မှမတိုက်ခိုက်ချင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဘက်ကဒန်နီရဲ့တောင်ဝင်ဟာသူခိုင်းစီတဲ့အတိုင်းတိုက်ခိုက်ဖို့ပဲလို့ဆိုကဒန်နီကိုတက်ကွင်းထဲကိုတွန်းချပစ်လိုက်ပါတယ်။တစ်ဖက်ပြိုင်ဘက်ကဒန်နီကိုချက်ချင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးဒန်နီကတော့ခံစစ်နဲ့ပြန်ခုခံနေပြီးလုံးဝပြန်လဲတိုက်ခိုက်ခြင်းမပြုပါဘူး။ပရိသတ်တွေကလည်းဒန်နီမတိုက်ခိုက်တာကြောင့်အလိုမကျစွာအော်ဟစ်နေကြပါတယ်။အဲဒီနောက်မှာအခြားသူတွေကိုပါကွင်းထဲကိုဆင်လွတ်ပြီးဒန်နီကိုဝိုင်းဝန်းတိုက်ခိုက်စေပါတယ်။ဒန်နီယာသူတို့ရဲ့ကံချက်တွေကိုအလူးလဲခံနေရပြီးနောက်ဆုံးမှသူတီးမခံနိုင်တော့ပါဘူး။သူဟာမတက်တာပဲသူ့အသက်ကိုကာကွယ်ဖို့ပြန်လေတိုက်ခိုက်ရတော့မှဖြစ်ပြီးသူ့ရဲ့ဒရက်ဇက်တိုက်ခိုက်မှုတွေစတင်လိုက်ခါမကြခင်မှာပဲရန်သူ၄ဦးလုံးကိုမှောက်သိပ်ပစ်လိုက်ပါတော့တယ်။ပြန်လာတဲ့အခါမှာဘက်ကဒန်နီကိုအပြင်းထန်နှိပ်စက်အပြစ်ပေးခဲ့ပြီးဒန်လောင်ရင်ထဲမှာပိတ်ထားလိုက်ပါတယ်။တစ်ဖက်မှာတော့ဗစ်တိုးရီးယားကဒန်နီဘဲကိုထွက်သွားတာလဲလို့ဖခင်ဖြစ်တဲ့ဆမ်ကိုမေးနေခဲ့ပြီးဆမ်ကသူရေးကြီးကိစ္စတစ်ခုရှိလို့နေမှာပါဆိုပြီးပြန်ပြောခဲ့ပါတယ်။ဒန်နီကတော့ညအချိန်မှာအပြင်ကိုခိုးထွက်လာပြီး
ဓာတ်ပုံတချို့ကိုတွေ့ရှိခဲ့ပါတယ်။သူငယ်စဉ်ကဗတ်နဲ့အတူတွဲရိုက်ထားတဲ့ပုံနဲ့နောက်တစ်ပုံမှာတော့အမျိုးသမီးတဦးပီယာနိုတီးခတ်နေပြီးသူလည်းအဲ့ဒီနားမှာထိုင်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီချိန်မှာဗတ်အခန်းထဲကိုရောက်လာပြီးဒန်နီကခမည်းကျုပ်ကိုလိန်ထားတာလားဒါဟာကျုပ်အမေရဲ့ဓာတ်ပုံမဟုတ်လားဆိုပြီးမေးလိုက်ပါတယ်။ဘက်ကဒန်နီရဲ့မိခင်ဟာပြည်တန်စာတဦးဖြစ်ပြီးသူမတေဆုံးသွားချိန်မှာဒန်နီကိုတနာလို့ခေါ်ယူမွေးစားခဲ့တာလို့ပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒန်နီရဲ့အမေဓာတ်ပုံကိုထုတ်ယူပြီးပြသခဲ့ပါတယ်။နောက်ရက်မှာထုံးစံတိုင်းအကျွေးတွေလိုက်သိမ်းမှုထွက်သွားကြပြီးဘက်ကသူတို့အားလုံးဟာမိသားစုဝင်တွေဖြစ်ကြပြီးအားလုံးစီလုံးချစ်ခင်ကြရမယ်လို့ပြောပါတယ်။မိသားစုဆိုတဲ့စကားကိုကြားရတဲ့အခါဒန်နီယာသူ့ကိုမိသားစုဝင်လို့ဆက်ဆံခဲ့သူတွေကိုအမှတ်ရလိုက်မိပြီးကားလက်ကင်ကိုဆွဲလဲပစ်လိုက်ကသူတို့ကားလေးတိတ်မှောက်သွားရပါတယ်။အားလုံးဒဏ်ရာကြောင့်မိန်မျောနေချိန်မှာဒန်နီကအဲ့ဒီနေရာကထွက်ပြေးလာခဲ့ပါတယ်။သူဟာဆမ်နိုးစီကိုပြန်လာခဲ့ပြီးသူ့မိခင်ဓာတ်ပုံကိုပြသခဲ့ပါတယ်။ဆမ်ကဓာတ်ပုံရဲ့ပုံစံကိုပြောပြခိုင်းခဲ့ပြီးဗစ်တိုးရီးယားကဒါဟာကျောင်းတစ်ခုမှာရိုက်ထားတဲ့ပုံနဲ့တူတယ်လို့ပြောပါတယ်။ဆမ်ကအဲ့ဒီနေရာကိုသိရှိနေခဲ့ပြီးဒန်နီကိုကျောင်းတစ်ခုကိုခေါ်လာခဲ့ကကံကောင်းကျင်တော့အဲ့ဒီကဆရာမတဦးကလည်းဒန်နီရဲ့မိခင်ကိုသူမမှတ်မိတယ်လို့ဆိုခဲ့တာပါ။သူမကဒန်နီရဲ့မိခင်ဟာပီယာနိုအလွန်ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ပဲလို့ပြောခဲ့ပြီးအဲ့ဒီချိန်မှာပဲဒန်နီရဲ့မှတ်ဉာဏ်ထဲမှာလည်းပုံရိပ်တချို့ထင်မြင်လာခဲ့ပါတယ်။သူငယ်စဉ်ကမိခင်ရဲ့ရင်ခွင်ထဲမှာပျော်ရွှင်ခဲ့ရပုံတွေကိုပြန်မြင်အောင်မိခဲ့တာပါ။ဗစ်တိုးရီးယားကဒန်နီမိခင်ဖြစ်သူရဲ့တန်စင်ကိုဒေချာကြည့်ခဲ့ပြီးအဲ့ဒီတန်စင်တိုင်းပြန်လဲတီးခတ်ပြလိုက်ပါတယ်။အဲ့ဒီတန်စင်ကိုကြားရတဲ့အခါမှာဒန်နီယာအတိတ်ကဖြစ်ရတွေကိုအတိအကျပြန်မှတ်မိသွားခဲ့ပြီးအမှန်တော့သူ့ရဲ့မိခင်ကိုဘက်ကတက်ပစ်ခဲ့ပြီးသူ့ကိုအတင်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်မှာဘက်ကလည်းဒန်နီကိုနေရာအနှံ့လိုက်ရှာနေခဲ့ပါပြီ။ဒန်နီကဒါကိုတီးသွားခဲ့ပြီးဆမ်နိုသားဖောက်ကိုအမြန်တိမ်းရှောင်စေလိုက်ပါတယ်။တိတ်မကြခင်မှာဒန်နီရဲ့ဒီနေရာကိုတီးသွားပြီးတော့အားလုံးလိုက်လာခဲ့ကြပါတယ်။ဒန်နီကဆမ်နိုသားဖောက်ကိုအတွင်းဘက်မှာဝင်ပုန်းနေစေခဲ့ပြီးသူကတော့အပြင်ထွက်သွားကဘက်ရဲ့တပည့်တွေကိုရင်ဆိုင်တိုက်ခိုက်ပါတော့တယ်။ပြီးတော့အခြားနေရာစီကိုမြှားခေါ်သွားခဲ့ပြီးလူအုပ်ကြီးနဲ့အကျိတ်နဲ့တိုက်ခိုက်ပါတယ်။နောက်ဆုံးမှာအားလုံးကိုရှင်းပြလိုက်နိုင်ပြီးဘက်နဲ့ရင်ဆိုင်တွေ့ဆုံရပါတော့တယ်။ဘက်ကပြီးခဲ့တာတွေကိုသူခွင့်လွှတ်ကြောင်းနဲ့ဒန်နီယာသူ့ရဲ့ခွေးတကောင်ပဲဖြစ်တာကြောင့်သူနဲ့ပြန်လိုက်လာခဲ့ဖို့ပြောလိုက်ပါတယ်။ဘက်ကဒန်နီကိုလေပတ်ဆွတ်တဲ့အချိန်မှာတော့သူကဖမ်းကင်ထားလိုက်ပြီးဒေယာယာသူ့ရဲ့အိမ်ဖြစ်သွားပြီးမို့ဒီကနေဘယ်ကိုမှထွက်မသွားတော့ဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူ့ရင်ထဲကအညိုတေးတွေအားလုံးကိုဖွင့်ထုတ်လိုက်ပြီးဘက်ကိုတေလူမျောပါဖြစ်အောင်တိုက်ခိုက်ပစ်ပါတော့တယ်။ဒန်နီလူတက်မှုဖြစ်သွားမှာကိုစိုးရိမ်နေဆမ်ကအမြန်ဝင်လာပြီးသူ့ကိုဆွဲထားရပါတယ်။ဒါပေမဲ့ဘက်ကဒန်နီရဲ့စိတ်ကိုစွာပေးနေပြီးငါ့ကိုတတ်လိုက်ဆမ်းပါဆိုပြီးပြောနေခဲ့တာကြောင့်နောက်ဆုံးမှာဆမ်ကိုတိုင်မဲ့ပန်းအိုးကြီးနဲ့ခေါင်းကိုရိုက်ခွဲပစ်လိုက်ရပါတယ်။နောက်ရက်မှာဗစ်တိုးရီးယားရဲ့ပြိုင်ပွဲနေ့ကိုရောက်ရှိလာခဲ့ပြီးဆမ်နဲ့ဒန်နီတို့လည်းလာရောက်အားပေးကြပါတယ်။သူမကဒန်နီမိခင်ရဲ့တခြင်းကိုတီးပြသွားခဲ့တာဖြစ်ပြီးဒန်နီလည်းတေချာနားထောင်နေခဲ့ပါတယ်။ပြီးတော့သူမိခင်ရဲ့ပုံရိပ်တွေကိုပြန်မြင်အောင်မိနေပြီးဝမ်းနဲ့ဝမ်းသာခြင်းတွေရောရှက်နေတဲ့မျက်ရည်တွေစီးကျလာခဲ့ကရုပ်ရှင်ကလည်းဒီမှာပဲဇက်သိမ်းသွားခဲ့ပါတော့တယ်။